အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ magician လင်းနေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီရက်ပိုင်းမှာပွဲလေးတွေများလို့ပေါ့နော်အလုပ်တွေများနေတဲ့အတွက်line ပေါ်မှာကျွန်တော်တကယ်ချင်းတွေအတွက်ဘူးတုဒရရစေမဲ့ magic တုဒ္ဒတွေကိုမတင်ပြတာနည်းနည်းကြာသွားပါတယ်အဲ့အတွက်လေးအားလုံးကိုဒီနေရာနေပြီးတော့တောင်းပန်ချင်ပါတယ်အဲ့တော့ဒီကနေ့တော့ကျွန်တော်တို့အခုလိုပေါ့နော်ရေတံဘူးလေးနဲ့ပြလို့ရတဲ့ visual magic trick လေးပေါ့နော်သူကတော့ဒါကြည့်ရတဲ့သူတွေရဲ့ဒီစက္ခုအာယုံကိုအဓိကအလှည့်စားတဲ့ပြကွက်လေးတစ်ခုပေါ့နော်ရေတံဘူးထဲမှာဆိုရင်အခုဒီမှာရေးရှိတယ်ပေါ့နော်ကျွန်တော်ကအဲ့ဒီဘူးဖုံးလေးကိုဖွင့်လိုက်မယ်ကျွန်တော်တို့ရဲ့ magic နဲ့1 2 3လက်ဖြောက်လေးတီးလိုက်တာနဲ့ဒီပိုင်းနဲ့ရော့ဝါတခါတည်းဝင်သွားတယ်ဒီမှာနော်လုံးဝအဲဒါသူကဓာတ်ရင်းမဲလားဆိုဓာတ်ရင်းမဟုတ်သေးဘူးတခြားသောပြကွက်တွေလည်းပြလို့ရတယ်ဆိုတော့ကျွန်တော်လက်တွေ့ပြပါမယ်ဒီပြကွက်ကလေးရဲ့ဘယ်လိုပြုလုပ်လဲဆိုတော့သူ့ရဲ့ magic formula လေးကိုပြန်ပြီးတော့ကျွန်တော်က sharing လုပ်ပေးမယ့်အစီအစဉ်လေးဖြစ်ပါတယ်ခင်ဗျာโอเคပါဒီပြကွက်ကိုဖန်တီးဖို့အတွက်ကျွန်တော်ရေတံမှုပုံတစ်ခုချိန်ရပါပြီပထမဆုံးကျွန်တော်ရေတံမှုပုံကိုအခုလိုပုံစံမျိုးလေးပေါ့နော်ကျွန်တော်တို့ဒါခက်ချွန်ဓာတ်လေးနဲ့လှီးပြီးတော့ထုတ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီအဖုံးကိုလည်းဖယ်ပြီးတဲ့အခါမှာရေတံမှုရဲ့အဝါလေးကိုဓာတ်လေးကိုမီးရှို့ပြီးတော့ကျွန်တော်တို့ဖြတ်မယ်ပေါ့နော်အခုပုံစံမျိုးလေးပေါ့behind the scene ပေါ့နော်နောက်ဘက်ကိုလှည့်ပြမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါတစ်ပိုင်းတော့ဝက်ပေါ့နော်ကျွန်တော်တို့ session ဖြတ်ထားတဲ့ဘူးလေးရဲ့ဘက်ကနေပြီးတော့ကြည့်တဲ့မြင်ကွင်းဖြစ်ပါတယ်ခင်ဗျာလမ်းကြောင်းလေးရှိတဲ့အတွက်ဒီကနေပြီးတော့အသီးလေးကိုပြန်ထုတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ magic ပြပြီဆိုတဲ့ပြိုင်နဲ့ရှေ့ရဒီလို꿰ထားမယ်ဒါပိတ်သက်ကြည့်တဲ့ဘက်ပေါ့နော်ဒီလို꿰ထားမယ်1 2 3ဆိုတာနဲ့ပြိုင်နဲ့ကျွန်တော်တို့ဒီနောက်ကနေပြီးတော့မှဒီပေအသီးလေးကိုထည့်လိုက်မယ်ပြီးသွားရင်အပေါက်ကလေးတွေကိုပြန်ထည့်ထားလိုက်မယ်ဆိုရင်ပိတ်သက်တွေရဲ့ရှေ့ရကြည့်တဲ့မြင်ကွင်းမှာအတွင်းဝင်သွားတဲ့တထန်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်လုပ်ပြသလိုပဲပေါ့နော်ဒါရေတံဘူးလေးကိုကျွန်တော်အားလုံးရှင်းပါတယ်အဖုံးလေးဖုံးထားတယ်ဒီမှာအဖုံးလဲပါတယ်ပြင်မှာလဲပြင်ပေးရှိတယ်လေမော်သီးအဲကိုကျွန်တော်တို့1 2 3အော်အဲကိုလေမော်သီးလေးရောက်သွားတယ်အဲဒါလဲခုနလိုပဲဒီအပိုင်းလေးကနေပြီးတော့ပြစ်ထည့်လိုက်တာဖြစ်တယ်ပေါ့နော်လေမော်သီးနဲ့ပြလို့ရတယ်နောက်တစ်ခါဖုံးပေါ့နော်ဖုံးတို့ပါကိုလည်းထည့်လို့ရတယ်နောက်တစ်ခါအခုလိုမျိုးသူ့လိုပဲ plain တူလေးတွေပေါ့နော်ဒါဆိုရင်ကိုလာဘူးလေးရှိတယ်ဒီမှာဖုံးထားတယ်ပြင်ပိတ်လဲပါတယ်1 2 3အဲ့တော့ဒီနေ့တက်ဆက်ခဲ့တဲ့ magic ပြကွက်လေးကိုပေးသက်ဒီအားလုံးသဘောကျလိုက်မယ်လို့ယုံကြည်ပါတယ်အားပေးရတဲ့တကယ်ချင်းတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့ magician လင်းနေပဲဖြစ်ပါတယ်ခင်ဗျာ